ဆိုတော့ခုနကလေးကမှာ Samsung က S26 series အသစ်ကိုမိတ်ဆက်သွားပြီပေါ့နော်ဒီ S26 series မှာဘာတွေပါမလဲဆိုတော့ S26 S26 Plus နဲ့ S26 Ultra model 3မျိုးပါမှာဖြစ်ပါတယ်ဒီ model 3ခုထဲမှာထူးခြားဆုံးကတော့ S26 Ultra ပေါ့နော်ဆိုတော့ S26 Ultra မှာကျွန်တော်တို့ဘာတွေပြောင်းသွားလဲဆိုတာကိုကျွန်တော်ပထမဆုံးချက်အနေနဲ့စပြောရမယ်ဆိုရင်သူ့ရဲ့ privacy display ပေါ့နော်ဒီ privacy display ကဘယ်လိုမျိုးလဲဆိုတော့အခုလိုမျိုးဒီ function ကိုဖွင့်ထားမယ်ဆိုရင်ဒီဘေးနားသူတွေကိုယ့်ဖုန်းရဲ့ display မှာဘာတွေပေါ်နေလဲဆိုတာကိုမမြင်ရဘူးပေါ့နော်အဲ့ဒါပြောရရင်ကျွန်တော်တို့ဒီ privacy setting ကတ်ထားတယ်လို့မျိုးပဲပေါ့ဒါပေမဲ့မေးစရာတစ်ခုရှိလာကြတော့ privacy setting ကတ်လို့ရနေတဲ့ဟာကိုဘာလို့ဒီလို feature ကြီးထည့်ပေးရလဲပေါ့နော်ဒါပေမဲ့ဒီ feature က privacy setting ကတ်တာထက်အများကြီးပိုကောင်းပါတယ်ဘာလို့ပိုကောင်းလဲဆိုတော့ဒီ feature ကကိုလိုချင်တဲ့ app တွေသို့မဟုတ်ကိုလိုချင်တဲ့ screen ရဲ့နေရာဥမာ notification တက်လာတဲ့ဟာတွေမျိုးကွက်ပြီးတော့ပဲ privacy mode on လုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးမှမဟုတ်ဘူးကိုက screen တစ်ခုလုံးကိုလည်း privacy လိုချင်တယ်ဆိုရင်လည်းလိုလို့ရပါသေးတယ်ဆိုတော့ဒီ Galaxy S26 Ultra ရဲ့ phone design မှာကျတော့သူ့ရဲ့ camera bump ကပုံစံပြောင်းသွားတယ်ပေါ့နော်ဆိုတော့အခုပြရတဲ့အတိုင်းပဲ camera bump ကဒီလိုပုံစံလေးဖြစ်သွားပြီကြည့်ရလည်းနည်းနည်းချစ်ဖို့ကောင်းတယ်ပေါ့နော်ဖုန်းကလည်းပို့ပြီးတော့ကန်ရတာနည်းနည်းလေးပေါ့လာတယ်ပြီးတော့ဘေးပေါက်နေရလည်း titanium နေပြီးတော့ aluminum ဖြစ်သွားပါပြီနောက်တစ်ထူးခြားမှုတစ်ခုကကျတော့အယောင်ဆန်းဆန်းလေးပါလာတာပေါ့နော်ပြီးတော့ဒီဖုန်းတွေအားလုံးလည်းလက်ထဲမှာကင်လို့ကတော့တော်တော်လေး comfortable ဖြစ်ပါတယ်ကင်မရာဘက်မှာလည်းထပ်ပြီးထူးခြားတာတွေပါလာတယ်ဒီနေ့မှာလည်း Samsung ကဒီကင်မရာမှာဒီ video ဘိုင်းကိုဦးစားပေးပြီးနည်းနည်းထပ်ပြီးတော့ feature အသစ်ထပ်ထည့်ပေးရတယ်ပေါ့နော်အဲ့ဒီဟာဘာလဲဆိုတော့သူ့ရဲ့ super steady video mode မှာ horizon lock ဆိုတဲ့ feature တစ်ခုပါလာတာပေါ့အဲ့ဒီ horizon lock ဆိုတဲ့ feature ကိုဖွင့်ပြီးတော့ကျွန်တော်တို့ video ရိုက်လိုက်မယ်ဆိုရင်ဖုန်းကိုဗျာ record လုပ်ပြီးတော့ကြိုက်တယ်လို့လဲဒါပေမဲ့သူ့ရဲ့ထွက်လာတဲ့ video မှာရေပြင်ကလုံးဝညီနေမှာပေါ့နော်ဆိုတော့အဲ့ဒီ feature ကကြတော့ဘယ်လိုလူတွေအတွက်အသုံးဝင်လဲဆိုတော့action sports တွေရိုက်တဲ့သူတွေအဲ့ဒါမှမဟုတ်အရန်ပြေးသွားပြီးရိုက်တဲ့အချိန်တွေမှာဆိုရင်လုံးဝအဲ့လိုဖုန်းကထွက်လာတဲ့ video ကအရင်လှုပ်ခါမနေတော့ဗျာလုံးဝရေပြင်လုံးဝညီနေမှာပေါ့ဆိုတော့ကြည့်ရတာလဲကောင်းမှုတာပါညာမျိုးမဖြစ်တော့ဘူးပေါ့ဗျာပြီးတော့သူတို့ရဲ့ video file format မှာလည်း APV ဆိုတဲ့ format တစ်ခုပါလာတယ်ပေါ့နော်အဲ့ဒီဟာကျတော့ Samsung ရဲ့သူတို့ကိုယ်ပိုင် format code တစ်ခုပဲပေါ့နော်နောက်တစ်ထူးခြားတဲ့တစ်ခုကကျတော့ S Pen လည်းပြောင်းသွားတယ်ပေါ့နော် S Pen သူ့ရဲ့ဖုန်းပုံစံပြောင်းရတဲ့အတိုင်းပဲ S Pen လည်းပုံစံနည်းနည်းလေးပြောင်းရတယ်ပုံစံပြောင်းရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အရင်တော့လိုမျိုးအပေါ်အောက်ကိုကြိုက်လို့လှည့်ထည့်လို့မရတော့ဘူးပေါ့နော်တစ်ဖက် channel ကိုပဲလှည့်ပြီးထည့်လို့ရတယ်ပေါ့နောက်တစ်ဖက်ကိုထည့်လိုက်မယ်ဆိုရင်အခုပြရတဲ့အတိုင်းပဲဒီလိုတောင်းတာလေးမှာပူနေမှာပေါ့နော် Galaxy AI မှာလည်း feature တစ်တွေပါလာသေးတယ်ဒါပေမဲ့ကျွန်တော်တို့ feature အကုန်လုံးကိုတော့အခုမစမ်းခဲ့ရပါဘူးဆိုတော့ကျွန်တော်တို့ဒီနိုင်ပိုင်းမဲ့ကျွန်တော်ဖုန်းစမ်းလိုက်ရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ feature ကကြတော့ Samsung ရဲ့ Gallery app ထဲမှာပဲပါလာတာပေါ့နော်ဘာ feature လဲဆိုတော့ကျွန်တော်ဓာတ်ပုံပြင်မဲ့အချိန်မှာအရင်လို show tutorial လောက်ကြမလို့တော့ဘယ်နဲ့ကျွန်တော်တို့စာသီးနဲ့ပဲရိုက်ပြီးတော့ဓာတ်ပုံတစ်ပုံလုံးပြန်ပြီးတော့ reimagine ပြန်လုပ်လို့ရတဲ့ feature တစ်ခုပေါ့နော်ဘာကောင်းလဲဆိုတော့ကျွန်တော်တို့အရင်လိုမျိုး Gemini ပြေးလိုက်ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ဆိုတခြား software ပြေးစရာမလိုတော့ဘူးပေါ့နော် Samsung ရဲ့ဒီ Gallery app ထဲမှာပဲအားလုံး edit လုပ်လို့ရပါပြီပြီးတော့နောက်ထပ် feature တစ်ခုကကျတော့ Now Nudge ပေါ့နော်ဒီ Now Nudge feature ကကျတော့ဘယ်လိုလုပ်လဲဆိုတော့ကိုယ့်ဖုန်းရဲ့ data တွေကိုသူက learn လုပ်နေမယ်လေ့လာနေမယ်ပေါ့နော်လေ့လာနေပြီးတော့လိုအပ်တဲ့အချိန်မှာပြန်ပြီးထုတ်ပေးမယ် feature တစ်ခုပေါ့ဥပမာဗျာကျွန်တော်တကယ်ချင်းနဲ့အရင်ကလောသွားခဲ့တဲ့အကြောင်းကျွန်တော်တို့text ထဲမှာပြောနေပြီဆိုရင်အဲ့ဒီ keyboard ပေါ်လေးမှာ तू ကလောသွားခဲ့တဲ့ပုံတွေပြန်ပြချင်လားပေါ့နော်ပြန်လုပ်ပေးရမလားဆိုတော့ suggestion ပုံစံမျိုးလေးပေါ်လာတာပေါ့နော်နောက်တစ် feature တစ်ခုကကျတော့ automation ပေါ့နော်ကိုကနေပြီးတော့ဖုန်းကိုgrab ကနေတိုက်စီငှားပြီးလို့ပြောလိုက်တာနဲ့ तू က grab app ကိုဖွင့်ပါညာအစင်းစင်းလောက်သွားပြီးတော့တိုက်စီငှားပြီးရဲ့အဆင့်ထိကို तू က auto လုပ်ပေးသွားမှာပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့ဟိုတော်မှနာမည်ကြီးသွားတဲ့ Clawbot ဆိုတဲ့အတိုင်းပဲဒါပေမဲ့အဲ့ဒီ feature ကကြတော့ဘယ်လောက်စွမ်းလဲဆိုတော့ကျွန်တော်တို့တေချာစမ်းသုံးကြည့်ပြီးမှသိရမှာပေါ့နော်ဆိုတော့ပြောခဲ့တာကြီးလည်းတော်တော်လေးစုံနေပြီပေါ့နော်ဆိုတော့ဘာကြံသေးလဲဆိုတော့ battery ပိုင်းပေါ့ battery မှာကတော့ 9000 mAh ပါလာသေးတယ်ဒါပေမဲ့သူ့ရဲ့ super fast charging မှာကြတော့ကျိုးနဲ့အားသွင်းမယ်ဆိုရင်60 watt ထိ support လုပ်တယ်ပေါ့နော်ပြီးတော့ wireless fast charging ကိုလည်းပို့ပြီးတော့ကောင်းလုပ်ပေးလာသေးတယ်ကျိုးနဲ့အားသွင်းမယ်ဆိုရင်သူ့ရဲ့60 watt ကဘယ်လောက်မြန်လဲဆိုတော့0% နေပြီးတော့ 75% ထိကိုနိုင်ဝယ်ပဲကြာမယ်လို့ပြောပါတယ် SoC ဘိုင်းမှာကြာတော့ Galaxy S26 Ultra က Snapdragon 8 Elite Gen 5 chipset နဲ့လာပြီးတော့ base model ဖြစ်တဲ့ S26 နဲ့ S26 Plus ကတော့ Exynos 2600 chipset နဲ့လာမှာဖြစ်ပါတယ်ထူးခြားတာတစ်ခုကကျတော့ဒီ Exynos SoC ကကျတော့2 nanometer ဖြစ်ပြီးတော့ Snapdragon ဟာကျတော့3 nanometer ဖြစ်နေရပါတော့ architecture ရ Exynos ကပုံမြင့်တယ်ဖုန်းတွေမှာဆိုရင်လည်း2 nanometer သုံးတာဒီဟာပထမဆုံးပဲပေါ့နော်ဒီနှစ် vanilla model တွေမှာ Samsung က SoC နည်းပညာအသစ်တွေကိုစမ်းပြီးသုံးညင်တယ်လို့တော့ကျွန်တော်တို့မြင်တယ်ဒီဟာကတော့ကျွန်တော်တို့တေချာစမ်းမဲ့ထဲမှာလည်းပါတယ် vanilla model တွေမှာတော့ S26 Ultra လိုမျိုးအရင်ဝါဖြစ်သွားတော့တဲ့ feature တွေမပါဘူးဆိုပေမဲ့သူစီမှာလည်းတိုးတက်မှုလေးတွေရှိလာတယ်ဘာတွေတိုးတက်လာလဲဆိုတော့ base RAM ကကြတော့ S26 ရော S26 Plus မှာရော12GB နဲ့စပြီးပါလာမှာဖြစ်ပါတယ် Switch ကကြတော့သူတို့နှစ်ခုကကျန်တာကုန်တူတူပဲပေါ့နော်ဒါပေမဲ့ Plus model ကကြတော့ size နည်းနည်းပိုကြီးမယ်ပေါ့ S26 ကကြတော့အခုလောလောဆယ်အထိ compact flagship ပုံစံမျိုးအနေနဲ့ကန်ရတာအရင်အဆင်ပြေတယ်လက်ထဲမှာလည်း
တော်တော်လေးကန်ရတာအဆင်ပြေကျွန်တော်ရဲ့ personal favorite model လို့လည်းပြောလို့ရတယ်ပေါ့နော် Okay ဆိုတော့အခု recap အရာတော့ပြောရတာတော်တော်လေးစုံပြီလို့တော့ထင်တယ်ကျွန်တော်အသေးစိတ်ကိုကြာကျွန်တော် channel ကြီးမှာထပ်ပြီးတင်ပြီးတော့မှဖြစ်တဲ့အတွက်ကြောင့် like follow subscribe တွေလုပ်ပေးခဲ့ကြပါ Okay နောက်တစ်ပုံပြန်တွေ့ကြပါ bye bye